မင်္ဂလာပါကိုလူတို့အခုကျွန်တော် project တစ်ခုကိုကြော်ညာပေးခြင်းပါတယ်အဲ့ဒါကတော့ KRF အတွက်ထောက်ပို့ကူကျပ်သိန်း3000ရန်ကုန်ငွေကန်ဆယ်မဲ့ project အတွက်ပြည်သူတို့အကူအညီတောင်းခံခြင်းပဲဖြစ်ပါတယ်ဒေါ်လန်ပြည်သူများအားလုံးမင်္ဂလာပါကလေးဒေသဒေါ်လန်ရေးတက်ကလေး Revolution Force KRF ဟာကလေးဒေသရဲ့ຫນွေဦးတော်လှန်ရေးလူထုတပိတ်တိုက်ပွဲကာလနဲ့လက်နက်ကင်ခုခံတွန်းလှန်မှုတွေကိုစတင်ဦးဆောင်ကြိုးပမ်းခဲ့ကြတဲ့ဒေသခံခေါင်းဆောင်များနဲ့ကျောင်းသားအလုပ်သမားတောင်သူလယ်သမားလူငယ်ရဲဘော်များနဲ့စုဖွဲ့တိဆောက်ထားပြီးရန်သူဖက်စစ်စစ်အုပ်စုကိုပြက်ပြက်သားသားရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ကလေးဒေသအခြေပြုဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်ပါတယ်ကလေးဒေသတော်လှန်ရေးတပ်ကလေး Revolution Force KRF ဟာမဟာမိတ်တော်လှန်အင်အားစုများအားလုံးနဲ့အတူတူလက်တွဲပြီးရန်သူစစ်ကောင်စီကိုရင်ဆိုင်တိုက်ပွဲဝင်လျက်ရှိပါတယ်။မကြာသေးခင်အတွင်းမှာပဲကလေးဒေသတော်လှန်ရေးတပ်ရဲဘော်များဟာဖလန်းမြို့သိမ်းစစ်စင်ရေးကိုမဟာမိတ်များနဲ့အတူတူပါဝင်လို့ရန်သူကိုရွရွချွန်ချွန်ရင်ဆိုင်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီးမိမိတို့ရဲဘော်9ဦးအသက်ပေးဆက်ဆွတ်လွတ်ခဲ့ရပါတယ်။ကလေးဒေသဒေါ်လာရေးတက် KRF ဟာဗန်နာငွေအင်အားနှဲပါတဲ့တက်တစ်ခုဖြစ်ပါတယ်ပြည်သူတွေကယုံကြည်ပံ့ပိုးမှုတစ်ခုတည်းအဲ့ဒီတစ်ခုတည်းအပေါ်အားပြုလျှောက်လန်းပြီးကျင်းဝတ်စည်းကမ်းခိုင်မာတည်ကြည်စွာရက်တီတိုက်ပွဲဝင်နေတဲ့တော်လှန်တက်တစ်ခုဖြစ်ပါတယ်ကလေးဒေသတော်လှန်ရေးတက်ဟာပံ့ပိုးမှုအကူအညီများစွာလိုအပ်နေတဲ့အတွက်ပြည်သူအားကိုယုံကြည်ကိုးစားပြီးဒီရန်ပုံငွေကန်ဆယ်မဲ့အစီအစဉ်ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ယခု project မှာရရှိမဲ့ရန်ပုံငွေများကိုတော့တပ်ဖွဲ့ဝင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေဖြစ်တဲ့လက်နက်ခဲယမ်းဖြည့်တင်းမှု50% vest ကြီးကအုတ်ထုံများဝယ်ယူဖို့30% နဲ့မော်တော်ယာဉ်နဲ့ဆက်သွယ်ရေးလိုအပ်ချက်တွေဖြည့်ဆည်းဖို့20% အသုံးပြုဖို့မျှော်မှန်းထားတာပါတော်လန်ရေးရအရှိန်ဟုန်မြင့်တက်နေပါတယ်ရန်သူစစ်အုပ်စုဟာဂျောင်ပိတ်ရိုက်ခံနေရတဲ့ခွေးယူတကောင်လိုပဲသွေးယူသွေးတန်းနဲ့ရက်ဆက်မှုစစ်ရာဇဝတ်မှုအပေါင်းကိုကျူးလွန်နေပါတယ်။နာကျင်မောပန်းနေကြပြီဖြစ်တဲ့ပြည်သူလူထုအတွက်အောင်ပွဲစီကိုအရောက်အမြန်သွားနိုင်မှုကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ဒီတော့ကျွန်တော်တို့ပိုကြိုးစားရပါဦးမယ်။ကလေးဒေသတော်လှန်ရေးတပ် KRF ဟာတော်လှန်ရေးရဲ့စိန်ခေါ်မှုခက်ခဲကြမ်းတမ်းမှုတွေကြောင့်တွန့်ဆုတ်ရင်းရိုင်နေမှာမဟုတ်ပဲရန်သူကိုတိုက်ခိုက်ချိန်မုံနိုင်မှုပြည်သူကိုကာကွယ်ပေးနိုင်မှုအစဉ်မြဲလေ့ကျင့်တိဆောက်တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်ပြည်သူတွေကပေါက်ဖွာလာတဲ့ပြည်သူတော်လှန်တပ်တစ်ခုဖြစ်တဲ့မိမိတို့ကလေးဒေသတော်လှန်ရေးတပ်ကပြည်သူလူထုရဲ့ကူညီပံ့ပိုးမှုများစွာဆက်လက်လိုအပ်နေပါတယ်ခင်ဗျာဒီအတွက်ယခုမေလ24ရက်နေ့မှဇူလိုင်လ8ရက်နေ့အထိပြုလုပ်နေတဲ့ KRF အတွက်ထောက်ပို့ကူကျပ်သိန်း3000ရန်ပုံငွေကန်ဆယ်မဲ့ project မှာပြည်သူများရဲ့ပါဝင်ပံ့ပိုးမှုခွန်အားကို KRF ရဲဘော်များအားလုံးမှယုံကြည်မျှော်လင့်လျက်ရှိကြပါတယ်ပြည်တွင်းပြည်ပကကလေးဒေသခံပြည်သူများနဲ့တော်လှန်ပြည်သူလူထုကြီးခင်ဗျာကလေးဒေသတော်လှန်ရေးတပ်ကတရားမျှတမှုလွတ်လပ်မှုနဲ့ငြိမ်းချမ်းရေးအတွက်မိမိအသက်ကိုစွန့်လွတ်ရန်သစ္စာပြုလျက်တိုက်ပွဲဝင်နေပါတယ်ပြည်သူလူထုထံမှယုံကြည်ပံ့ပိုးဝန်းရံမှုခွန်အားကိုတောင်းခံပါရစေခင်ဗျာကန်ဆယ်မဲ့အစီအစဉ်စုမဲများနဲ့နိုင်ငံအလိုက်လက်မှတ်ဈေးနှုန်းများကိုတက်ရဲ့ဘန်နာထောက်ပံ့ဌာန page ဖြစ်တဲ့ကလေး Revolution Fund page မှာအသေးစိတ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကျွန်တော်ຫນွေလင်းဟန်ပါကျေးဇူးတင်ပါတယ်